ကလေးမရဲ့ကတင်ပေးမှာအယုတ်ကိုတင်ထားလိုက်တာပေါ့ဒါပေမဲ့လှည့်ကြည့်မှာပဲကလေးမရဲ့လက်ပင်မှာသွေးကွက်တွေပေါ်နေတာတွေ့လိုက်ရတယ်အဖွားကဒေါသတကြီးနဲ့အယုတ်ကိုမြေကြီးပေါ်ပစ်ချလိုက်တယ်ကျမတို့မသိလိုက်တာကတော့ကတ်ဆိုးကြီးတစ်ခုရောက်လာတော့မယ်ဆိုတာပဲဘာလို့လဲဆိုတော့ဒီအယုတ်ကတာမန်အယုတ်မဟုတ်ဘူးလေတွင်းထဲမှာနာနာဘာဝစိတ်ဝိညာဉ်တစ်ခုကူးကပ်နေတာ9နှစ်ကြာတော့သမီးလေးလည်းတဖြည်းဖြည်းကြီးလာပြီးဘီရိုထဲကထူးဆန်းတဲ့အယုတ်ကိုအားလုံးလည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတာပေါ့တနေ့တော့သမီးလေးရဲ့ဖန်လုံးလေးကဂိုဒေါင်ထဲလိမ့်ဝင်သွားတယ်သူကအဲ့ဒီအယုတ်ကိုပြန်ထုတ်လာတယ်ဒါပေမဲ့တခုခုတော့ထူးဆန်းနေတယ်လွန်ခဲ့တဲ့9နှစ်တုန်းကအယုတ်ရဲ့သပင်ကတိုးတိုးလေးရှိသေးတာအခုကျတော့သပင်ရှည်ကြီးဖြစ်နေပြီးပိုပြီးကြောက်စရာကောင်းတာကလက်သေးတွေကကြောက်စရာကောင်းလောက်အောင်ရှည်လာတာပဲသမီးလေးပျော်ပျော်ရွှင်ရွှင်ကစားနေတာမြင်တော့ကျမလည်းတိတ်ပြီးမစင်စားမိဘူးဒါပေမဲ့အဲ့ဒီနေ့ကစပြီးသမီးလေးကပူးနေတဲ့လူလိုပဲဖြစ်နေတော့တာဘာလို့လို့အဲ့ဒီအယုတ်ကိုမချဘူးတညတော့ကျမအိတ်နေတော့ရုတ်တရက်လူတစ်ယောက်ကအိတ်ခမ်းထဲကိုဝင်လာတယ်ပြီးတော့ကျမအိတ်ရတဲ့ကိုတခုခုရွှေကြားဝင်ရောက်လာတာခံစားလိုက်ရတယ်အဲ့ဒီဖြစ်ရက်ကစလို့ကျမလန့်သွားတာသိမလို့ပဲဒီအယုတ်ကတခုခုတော့မဟုတ်တော့ဘူးလို့ကျမထင်မိတယ်ဒါနဲ့သမီးလေးကြောင်းသွားနေတော့ကျမလည်းအယုတ်ကိုအမိုက်အိတ်ထဲအမြန်ထည့်လိုက်တယ်မဆိုင်မတော့ပဲအောက်ကိုပစ်ချလိုက်တယ်ဒါပေမဲ့အိမ်ပြန်ရောက်တော့တကားကခောက်တန်တွေကြားရတယ်ကျမလည်းဘာလဲဆိုပြီးရှုပ်ရှုပ်ထွေးထွေးနဲ့တကားစီလျှောက်သွားတယ်အယုတ်ကဘလို့မှမသိအိမ်ပြန်ရောက်နေပြီးကျမဒေါသတကြီးနဲ့အယုတ်ကိုရိုက်နှက်လိုက်တာမောပန်းသွားတဲ့အထိပဲအဲ့ဒီကြမှာကျမတခုတတိထားမိတယ်အယုတ်ကသမီးလေးရဲ့ကတင်ပေါ်မှာထိုင်နေတာအဲ့ဒီကြမှာကျမသဘောပေါက်သွားတယ်ကျမရိုက်နေတာကသမီးလေးကိုကျမကြောက်လန့်ပြီးကြောက်ရွံ့လို့ဖြစ်သွားတယ်ကံကောင်းစွာနဲ့ပဲအဲ့ဒါတွေအားလုံးကအိမ်မက်တစ်ခုပဲဖြစ်နေခဲ့တယ်ဒါပေမဲ့တက်ပြင်းချပြီးစိတ်အေးသွားတယ်ဆိုရင်ပဲရင်းနှီးနေတဲ့တကားခောက်တန်ကထပ်ပြီးပေါ်လာပြန်တယ်ကျမတုံတုံရင်ရင်နဲ့သွားဖွင့်လိုက်တယ်တကားဖွင့်လိုက်တော့အယုတ်ကတကယ်ပြန်ရောက်နေပြီ